တတူဆက်နဲ့လှုပ်ထားတဲ့ဝတ်စုံကအကွယ်ကိုရဖို့အတွက်ကျွန်တော်ကြိုးကူကိုအင်ပါယာစစ်သားတွေလက်ထဲအပ်လိုက်ရတယ်အလုရှင်စီကနေစုချင်းငွေအမြောက်အများရခဲ့ပေမဲ့လည်းလွန်ခဲ့တဲ့ရက်ပိုင်းကကြိုးကူနဲ့အတူဖြတ်တန်းခဲ့ရတဲ့အချိန်တွေကိုပြန်တွေးမိပြီးစိတ်ထဲမှာအပြစ်မကင်းသလိုခံစားနေရတော့ပဲကျွန်တော်ခဏလောက်ဝေခွဲမရဖြစ်နေပြီးမှနောက်ဆုံးတော့ဆုံးဖြတ်ချက်တစ်ခုချလိုက်တယ်ပြီးတော့မြင့်တဲ့နေရာတစ်ခုပေါ်ကနေအဲ့ဒီခန်းထဲကိုလှမ်းကဲခတ်ကြည့်လိုက်တာပေါ့အပူလိုင်းဖန်းစနစ်ကိုသုံးပြီးကြိုးကူဘနားမှာလဲဆိုတာရှာလိုက်တယ်အဲ့ဒီနောက်မှာတော့စောင့်ကြည့်ကင်မရာတွေရဲ့ကွယ်ရာကိုသုံးပြီးအပေါဝါကစက်ရုပ်ကိုဖျက်ဆီးပစ်လိုက်တယ် Stone Trooper စစ်သားတွေဘာဖြစ်တာလဲဆိုပြီးတွားစစ်နေတဲ့အချိန်မှာပဲကျွန်တော်အဆောက်အုံရဲ့နောက်ဘက်ကိုတွားပြီးနေရန်မှာမိုင်းထောင်လိုက်တယ်ပောက်ကွဲမှုကြောင့်ထွက်လာတဲ့မိခိုးတွေကိုအကာအကွယ်ယူပြီးကင်းဆောင်နှစ်ယောက်ကိုချက်ချင်းပဲအပြက်ရှင်းပစ်လိုက်တယ်ပြီးရနဲ့တကားတော့ကိုတင်းနဲ့ပြစ်ဖွင့်လိုက်တာပေါ့အဲ့ဒီအချိန်မှာအခန်းထဲကဈေးဘက်ဆိုင်ရာဝန်ထမ်းတွေကကြိုးကူကိုစမ်းတက်ချက်တစ်ခုလုပ်ဖို့ပြင်ဆင်နေကြတာပါကျွန်တော်ဆရာဝန်ကိုတွန်းထုတ်ပစ်လိုက်ပြီးမှကြိုးကူမှာဘာအနေရမှမရှိသေးဘူးဆိုတာသိလိုက်ရတယ်ဒါနဲ့ကြိုးကူကိုကောက်ချီပြီးထွက်ဖို့ပြင်လိုက်ပေမဲ့တကားဝလည်းရောက်ရော Stone Trooper စစ်ကူတွေရောက်လာပါလေရောရှေ့မှာရှိတဲ့ရန်သူတွေကိုအမြန်ဆုံးရှင်းပစ်နိုင်ခဲ့ပေမဲ့လည်းဒီနေရာကသူတို့နယ်မြေဖြစ်နေတာလေတိတ်မကြခင်မှာပဲကျွန်တော်ကို Stone Trooper တွေဝိုင်းထားလိုက်ကြပြီးကြိုးကူထိခိုက်ဒဏ်ရာမရစေဖို့အတွက်ကျွန်တော်လက်နက်တွေကိုချပြီးအညက်ခံခြင်းအောင်ဆောင်လိုက်တဲ့ Stone Trooper တွေအမတ်တမဲ့ဖြစ်သွားတဲ့အချိန်မှာပဲကျွန်တော် VC တုံးကြီးကိုစတင်အသက်သွင်းလိုက်ပြီးတော့